လွန်ခဲ့တဲ့ရက်ကထိုင်းနိုင်ငံမှာ10နှစ်အရွယ်ကလေးမလေးတဦးတရုတ်ကတင်သွင်းလာတဲ့ hair dryer ကိုအသုံးပြုနေနေဓာတ်လိုက်ပြီးတော့အတက်ဆုံးရှုံးသွားရတယ်ဆိုရဲတည်င်းအဲ့တည်င်းကိုကျွန်တော်ဗီဒီယိုလုပ်ပြီးတော့ဟိုတနေ့ကမှတင်ထားသေးရဲ့အခုကဒီ hair dryer ဒီဓာတ်လိုက်တဲ့ hair dryer ပေါ့နော်ဒီ hair dryer ကဘယ်သူရောင်းပေးရလဲဘယ်ကလာတာလဲဆိုတာကိုဒီထိုင်းနိုင်ငံက DSI အဖွဲ့တွေရော TISI အဖွဲ့တွေရောမော်ကောပေါ့နော်ပြီးတော့တခြားအဖွဲ့တွေရောအဖွဲ့စုံပေါ့လေအဲ့အဖွဲ့စုံတွေကဆက်ပြီးတော့စုံစမ်းစစ်ဆေးရပြီးတော့ဒီ hair dryer ကဒီ10နှစ်အရွယ်ကလေးမလေးရဲ့အမေက TikTok ကနေဝယ်ထားတာတစ်ခုကို89ဘတ်နဲ့နှစ်ခုဝယ်ထားတာတစ်ခုကိုတော့တိုင်းထားတယ်ကျန်တဲ့တစ်ခုကိုတော့သူဗီဒီယိုထဲမှာထည့်ထားတာဒီ10နှစ်အရွယ်ကလေးမလေးကရေချိုးပြီးထွက်လာတော့သူကစပင်မုတ်ဖို့အတွက်ဒီ hair dryer ကိုထုတ်တုံးတာအဲ့ချိန်မှာဓာတ်လိုက်ပြီးတော့အတက်ဆုံးရှုံးသွားတာပေါ့နော်ဒီကလေးမလေးရဲ့အမေက TikTok ကနေမာထားတာ discount ဆိုတာဈေးလျှော့တာဆိုတာမသိပါဘူးတစ်ခုကို89ဘတ်နဲ့နှစ်ခုမာထားတာပေါ့နော်ပြီးတော့ဒီပစ္စည်းကဘယ်ကနေပို့ပေးရလဲဆိုတော့ပထုံဌာနီကနေပို့ပေးရပထုံဌာနီကိုတောင်တစ်ခုကနေပို့ပေးရအဲ့ကိုတောင်ကို DSI အဖွဲ့တွေရော TISI အဖွဲ့တွေရောထိုင်းနိုင်ငံမော်ကောပေါ့နော်ပြီးတော့တခြားရဲတပ်ဖွဲ့တွေရောအဖွဲ့စုံပေါ့လေသူတို့ကအဲ့ကူတောင်ကိုတွားပြီးတော့ဝင်ရောက်စစ်ဆေးတယ်TISI အဖွဲ့ဆိုတာကဒီထိုင်းနိုင်ငံကစံချိန်စံညွှန်းတွေကိုတတ်မှတ်ပေးတဲ့အဖွဲ့ပေါ့နော်အဲ့လိုပဲပြောရမှာပေါ့လေမြန်မာလို့ဆိုရင်တော့TISI အဖွဲ့သူကကျွန်တော်တို့လူတုံးကုန်ပစ္စည်းတွေကိုတခြားနိုင်ငံကနေတွင်းလာပြီးရောင်းတာပဲဖြစ်ဖြစ်ထိုင်းနိုင်ငံထဲမှာပဲထုတ်လုပ်ရောင်းချတာဖြစ်ဖြစ်အဲ့အဖွဲ့မှာတွားပြီးတော့ခွင့်ပြုချက်ယူရတယ်ပြီးတော့ဒီအဖွဲ့ကနေပြီးတော့မှခွင့်ပြုပေးတဲ့ပစ္စည်းတွေဆိုရင်သူတို့ကုန်အမတ်တစိတ်တွေပေါ်မှာ QR code လေးပါတယ် TISI အဖွဲ့ဆိုရဲQR code ပေါ့နော်အဲ QR code ကိုကျွန်တော်တို့စကန်ဖတ်လိုက်တာနဲ့တို့ရဲ့ website ထဲကိုရောက်သွားတယ်ပြီးတော့အချက်လက်တွေထွက်လာပေါ့လေအဲ့လိုဆိုရင်ဒီပစ္စည်းကအရေးတွေးကောင်းတယ်လို့အကြံဖြင့်တတ်မှတ်ကြရပေါ့ဒါပေမဲ့ဒီ TISI ဒီမော်ကောပါတဲ့ပစ္စည်းတွေကလည်းအခုနောက်ပိုင်းကလေတို့ကအတုတွေလောက်ကြတာအဲ QR code တွေကိုအတုတွေထည့်ကြအဲ့လိုဆိုတာဘယ်လိုပြောလို့ပြောရမလဲအောင်ဒီတော့ပစ္စည်းကအရေးတွေကောင်းလားမကောင်းလားဆိုတာဒီမှာဒါမျိုး QR code လေးဒီကောင်လေးဆိုရင် quality ကောင်းတယ်ပေါ့လေဒီပစ္စည်းကအရေးတွေအမှန်ကန်ပေါ့လေအမှန်ကန်ပစ္စည်းပေါ့လေအဲ့လိုပဲအလွယ်ပြောရမှာပေါ့အဲ့မဲ့အခုနောက်ပိုင်းကလေဒါမျိုး QR code တွေကအစအတုတွေလုံနေကြတာခုနကဟိုတည်င်းကိုပြန်ဆက်ပြောရရင်တော့ဒီအဖွဲ့စုံကဒီပထုံဌာနီက M group ပိုင်တဲ့ကိုတောင်ကိုဝင်စစ်ဆေးတာအဲ့မှာလူသုံးကုန်ရက်စစ်ပစ္စည်းရဲ့အခုရေတသိန်းကျော်လောက်ကိုသွားပြီးတော့ရှာဖွေတင်စီခဲ့တယ်ပြီးတော့ဒီကိုတောင်ကဟိုအမှုဖြစ်နေတာအခုလက်ရှိဟိုမှာအမှုဖြစ်နေတာကွာအမှုဖြစ်ထားတော့ဒီကိုတောင်နဲ့ပစ္စည်းတွေကိုဘယ်ဟိုမှမရွှေ့ပြောင်းခိုင်းတော့ဘူးရောင်းလဲမရောင်းခိုင်းတော့ဘူးဒါပေမဲ့ဘလို့လို့ဒီဟိုကလေးမလေးတုံးတဲ့ hair dryer ကဘလို့လို့ဒီကိုတောင်ကနေထော့သွားလဲမသိဘူးပေါ့နော်သူတို့ကအမှုမဖြစ်ခင်တည်းကရောင်းလာတဲ့ပစ္စည်းလားအမှုဖြစ်ပြီးတော့မှပဲဟိုအကြံဖန်ထုပြီးတော့ရောင်းလာတဲ့ပစ္စည်းတွေလားဆိုတာတော့သူတို့ဟိုတည်င်းထဲမှာရှင်းရှင်းလင်းလင်းမပြောတော့ဘူးဒီကိုတောင်ထဲမှာဗာပစ္စည်းတွေတွေ့လဲဆိုတော့သပင်မုတ်ဆက်တွေရောသပင်ဖြောင်းဆက်တွေရောသပင်ကောက်ဆက်တွေရောသပင်ပေါင်းတဲ့ဟာတွေရောပြီးကြတော့ထမင်းအိုးမီးဘိုမိုက်ခရိုဝေးပြီးတော့ဟိုမုံဖုတ်တဲ့ဆက်တွေကွာပြီးတော့အကင်ဆက်တွေပြီးတော့လက်သေးဆိုင်တွေမှာတုံးတဲ့ဆက်တွေကွာစုစုပေါင်း1,1462 ခုဒီလက်စစ်ပစ္စည်းပေါ့နော်အဲ့လောက်ကိုတို့ရှာဖွေတင်စီခဲ့တယ်အခုတို့အမှုတွေရင်ဆိုင်နေကြတယ်တကယ်လို့အမှုတွေကထင်ရှားမဲ့ဆိုရင်ထောင်ဒဏ်2နှစ်နဲ့ဒဏ်ငွေဘတ်2တန်းအထိတို့ကြခံရနိုင်တယ်ထောင်ဒဏ်ရောငွေဒဏ်ရောနှစ်ခုစလုံးကြခံရနိုင်တယ်ပေါ့နော်ဒီပစ္စည်းကအရေးတွေးမပြည့်တဲ့ပစ္စည်းတွေကွာထိုင်းနိုင်ငံမှာလေဒါမျိုးအရေးတွေးမပြည့်မီတဲ့ပစ္စည်းတွေကိုတရုတ်နိုင်ငံကနေတင်သွင်းလာပြီးတော့ရောင်းချတာအဲ့လို go down တွေကိုခဏဖမ်းမိရလို့ဖမ်းမိတိုင်းလဲဒါမျိုးပဲအခုတွေတိန်းချီပြီးတော့ကိုပစ္စည်းတွေတိန်းစီရမိရတော့ဟိုမော်ကောတွေမရှိတာဘူးကွာဒီ TISI မှာတွားပြီးတော့ခွင့်ပြုချက်တွေမယူတာဘူးဒီတိုင်းပဲ online ပေါ်မှာပဲအလွယ်ရောင်းကြတာအဲ့လိုဆိုတော့ online ပေါ်မှာဟိုဈေးပေါ်လေးနဲ့ဝယ်လိုက်တဲ့ပစ္စည်းတွေကအခုလိုမျိုးအန်ဒီတွေဖြစ်ရောအဲ့ဆိုတော့တတိထားရပါနော်โอเคအဲ့လေးလာပြောအားလုံးပဲအဆင်ပြေကြပါစေ